ဒီနေ့ခေတ်မှာကျွန်တော်တို့အိယာနိုးလို့မျက်လုံးဖွင့်လိုက်တာနဲ့အရာအလုံးကလက်တကမ်းမှာရှိနေပါပြီဖုန်းကိုအင်တာနက်ဖွင့်လိုက်တာနဲ့ကပတ်တစ်ဖက်ချမ်းကသတင်းတွေကိုစက္ကန့်ပိုင်းအတွင်းတည်နိုင်မြင်နိုင်တယ်လို့ကိုလိုချင်တဲ့ပစ္စည်းကိုလည်းအမှားတစ်ချက်နှိပ်ယုံနဲ့အိမ်ရှိအရောက်ပို့ဆောင်ပေးနေတဲ့ခေတ်ပါဒါတင်ပဲလားဆိုတော့မဟုတ်သေးပါဘူးအရင်ကဆိုရင်လနဲ့ချီတွားရမယ့်ခီးတွေကိုအခုဆိုရင်လေရင်တစ်စင်းနဲ့နိုင်ပိုင်းအတွင်းအရောက်တွားနိုင်နေပြီဖြစ်ပါတယ်ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေကဒီလောက်အထိညံဆန်ပြီးတော့အံ့ဩစရာကောင်းလောက်တဲ့နည်းပညာတွေနဲ့ပြည့်နှက်နေတာပါဒါပေမဲ့မိတ်ဆွေတို့စဉ်းစားကြည့်ဘူးလားဒီလိုမျိုးအံ့ဩစရာကောင်းတဲ့ခေတ်ကြီးစီကိုကျွန်တော်တို့ဘလို့ခြေလမ်းတွေနဲ့စတင်ခဲ့ကြတာလဲဘလို့ခက်ခဲတွေကိုကြော်ဖြတ်ပြီးတော့ဒီနေ့ခေတ်ကိုရောက်လာခဲ့ကြတာလဲဆိုတာကိုပါတကယ်တော့ဒီအဆင့်ကိုရောက်ဖို့လူသားတွေဟာနှစ်ပေါင်းရာနဲ့ချီတဲ့ခီးရှည်ကြီးတစ်ခုကိုဖျက်ဆီးခဲ့ရတာပါအဲ့ဒီခီးမှာ Industrial Revolution စက်မှုတော်လှန်ရေးလို့ခေါ်တဲ့အဓိကအလှည့်ပြောင်းကြီး၄ခုရှိခဲ့ပါတယ်ဒါဟာလက်နက်တွေနဲ့တွေးထွက်တန်ရုံဖြစ်တဲ့တော်လှန်ရေးမျိုးမဟုတ်ပါဘူးလူသားတွေရဲ့ဉာဏ်ဉာဏ်တွေနဲ့စက်ရန်တရားတွေကိုပေါင်းစပ်ပြီးကဘာကြီးကိုအချိန်ဟုန်နဲ့တွန်းတင်လိုက်တဲ့တော်လှန်ရေးမျိုးဖြစ်ပါတယ်ဒီတော်လှန်ရေးကစက်ယုံတွေဖြစ်ပေါ်လာအောင်တည်းမကပဲကျွန်တော်တို့ရဲ့အလုပ်လုပ်ပုံနေထိုင်ပုံနဲ့စီးပွားရေးစနစ်တစ်ခုလုံးကိုအမြင့်ကနေပြောင်းလဲပစ်ခဲ့တာပါဒီနေ့ဗီဒီယိုမှာတော့ကမ္ဘာပထမအဦးဆုံးစက်ကရိယာတွေစတင်အသုံးပြုခဲ့တဲ့ First Industrial Revolution ခေတ်စီကိုခဏလောက်ပြန်သွားကြည့်လိုက်ရအောင်ကျွန်တော်တို့ပထမစက်မှုတော်လှန်ရေးခေတ်ကိုစတင်လေ့လာကြည့်မယ်ဆိုရင်18ရာစုနှောင်းပိုင်းလောက်ကဥရောပအင်အားကြီးဗြိတိန်တို့ရဲ့အဓိကအလဲပြောင်းကိုတွေ့မြင်ရမှာပါဒီနေရာမှာဘာကြောင့်စက်မှုတော်လှန်ရေးကအင်္ဂလန်မှာအရင်စခဲ့ရတာလဲအဖြေကတော့ရှင်းပါတယ်အင်္ဂလန်ရဲ့မြေပေါ်မြေအောက်မှာစက်မှုတော်လှန်ရေးအတွက်အင်ဂျင်တစ်ဖွဲ့အရေးပါတဲ့ကြောင်မီးတွေနဲ့တန်ရိုင်းတွေအရှံပဲရှိနေလို့ပါပဲဒီတယံဇာတာတွေကတော်လှန်ရေးကိုအရှိန်ဟုန်နဲ့တွန်းတင်ပေးခဲ့တဲ့လောင်စာတွေဖြစ်လာပါတယ်အဲ့ဒီအချိန်ကာလမှာဆိုရင်အင်္ဂလန်နိုင်ငံမှာစိုက်ပျိုးရေးလုပ်ငန်းကိုအခြေခံတဲ့လူဦးရေအများပြားရှိနေတယ်လို့သိပ္ပံပညာဆိုင်ရာစူးစမ်းလေ့လာမှုတွေကိုလည်းအားပေးအားမြောက်ပြုတဲ့ပတ်ဝန်းကျင်ကောင်းတွေရှိနေပါတယ်တခြားဥရောပနိုင်ငံတွေစစ်ပွဲတွေနဲ့လုံပန်းနေရချိန်မှာအင်္ဂလန်ကတော့ပြည်တွင်းငြိမ်းချမ်းရေးကိုခိုင်ခိုင်မာမာရရှိထားပြီးတော့လွတ်လပ်စွာကုန်သွယ်မှုကိုအားပေးတဲ့ဥပဒေတွေကစီးပွားရေးလုပ်ငန်းရှင်တွေအတွက်လမ်းပွင့်စေခဲ့ပါတယ်။ဒါကြောင့်တယံဇာတလူဝင်အားမွေးကြေးနဲ့နည်းပညာဆိုတဲ့အချက်၄ချက်စလုံးတစ်ချိန်တည်းတနေရာထဲမှာစုံစုံလင်လင်ရှိနေခြင်းကပဲအင်္ဂလန်ကိုစက်မှုတော်လှန်ရေးရဲ့ဗိုလ်ချက်မအဖြစ်ကမ္ဘာအလဲမှာဝင့်ထည်စေခဲ့တာဖြစ်ပါတယ်။စက်မှုတော်လှန်ရေးအကြောင်းအသေးစိတ်မပြောခင်အဲ့ဒီမတိုင်ခင်ကလူတွေရဲ့ဘဝကိုတစ်ချက်လောက်ပြန်ကြည့်ဖို့လဲလိုပါလိမ့်မယ်။အဲ့ဒီအချိန်တုန်းကကမ္ဘာကြီးဟာအခုလိုမမြန်ဆန်သေးပါဘူး။လူအများစုဟာစိုက်ပျိုးရေးကိုပဲအဓိကထားလုပ်ကင်ခဲ့ကြပြီးအလုပ်ကင်အားလုံးနှိပါကိုကိုယ့်လက်နှစ်ဖက်နဲ့ပဲအားပြုဖန်တီးခဲ့ရတာပါ။ဥပမာအနေနဲ့အဝတ်တစ်ထည်ဖြစ်လာဖို့ဆိုရင်လက်ချီဆက်လေးတွေနဲ့ရက်ပေါင်းများစွာအချိန်ပေးပြီးပင်ပန်းပန်းရက်လုတ်ခဲ့ကြရတာပါဒီတော့ထုတ်လုပ်မှုကအလွန်နှိမ့်ကွေးတယ်လို့ပစ္စည်းတစ်ခုရဖို့ဆိုတာကလည်းမလွယ်ကူလှပါဘူးဒါပေမဲ့ပြဿနာကလူကြီးကတဖြည်းဖြည်းတိုးလာတာပါပဲလူတွေကများလာတယ်မြို့ပြတွေဖွံ့ဖြိုးလာတယ်ကုန်သွယ်ရေးတွေကလည်းကျယ်ပြန့်လာပါတယ်ဒီတော့လူတိုင်းအတွက်လိုအပ်တဲ့ကုန်ပစ္စည်းတွေကိုလက်နဲ့ပဲလုပ်နေရတဲ့စနစ်ဟောင်းကြီးကဘလို့မှမဖြည့်ဆည်းပေးနိုင်တော့ပါဘူးအဲ့ဒီအချိန်မှာလူသားတွေအတွက်မြန်မြန်ဆန်ဆန်နဲ့အများအပြားထုတ်လုပ်နိုင်မဲ့နည်းလမ်းတစ်ခုကမဖြစ်မနေလိုအပ်လာခဲ့ပါတယ်အဲ့ဒီအကြီးမားဆုံးသောလိုအပ်ချက်ကိုအကောင်းဆုံးဖြည့်ရှင်းပေးနိုင်ခဲ့တာကတော့ကျွန်တော်တို့အားလုံးသိကြတဲ့စက်မှုနည်းပညာပါပဲအထူးသဖြင့်ရေနွေးမွေ့စထရင်းကိုအသုံးပြုပြီးစက်ရန်တရားတွေကိုမနာတဲ့အလုပ်လုပ်ခိုင်းတဲ့နည်းပညာကကဘာကြီးကိုတစ်စစ်ချိုးပြောင်းလဲပစ်လိုက်ပါတယ်ဒီစက်မှုတော်လှန်ရေးရဲ့အစာပိုင်းအောင်မြင်မှုတွေကိုကြည့်မယ်ဆိုရင်အထည်အလိပ်လုပ်ငန်းတွေကနေစတင်ခဲ့တာကိုအထင်ရှားတွေ့မြင်ရမှာပါဒီတော်လှန်ရေးကိုအရှိန်ဟုန်မြင့်တင်ပေးခဲ့တဲ့အဓိကတီထွင်မှုကြီး၃ခုရှိပါတယ်နံပါတ်1တစ်ခုကတော့ပြန်လွှားငှက် Flying Shuttle လို့ခေါ်တဲ့စက်ကို1933ခုနှစ်မှာဂျွန်ခေးကတီထွင်ခဲ့ပါတယ်
အရင်ကလက်နဲ့တစ်ဖက်ချင်းစီပြစ်ပြီးရက်နေရတဲ့လွန်းကိုဆက်နဲ့အစားထိုးလိုက်တဲ့အခါမှာတော့အထက်ရက်တဲ့နှုံးကမယုံနိုင်စရာကောင်းလောက်အောင်မြန်ဆန်သွားပါတယ်နောက်ထပ်30နှစ်အကြာမှာတော့ James Hargreaves ကချင်းငင်ဆက်စပိန်ဂျင်နီကိုတီထွင်နိုင်ခဲ့ပါတယ်အရင်ကချီတပင်ချင်းစီကိုပဲပင်ပင်ပန်းပန်းငင်ခဲ့ရကနေအခုဆိုရင်တပြိုင်နက်တည်း10ပင်ကနေနောက်ပိုင်းမှာအပင်80အထိငင်နိုင်လာပါတယ်ဒီတီထွင်မှုကအဝတ်ထည်ရက်လောက်ရတဲ့အမျိုးသမီးငယ်တွေရဲ့ပင်ပန်းမှုကိုအများကြီးတက်တာစေခဲ့ပါတယ်နောက်ဆုံးမှာတော့1969ခုနှစ်မှာ Richard Arkwright ကရေအားသုံးချီငင်ဆက် water frame ကိုတီထွင်လိုက်ပါတယ်ဒီဆက်ရဲ့ထူးခြားချက်ကလူအားကိုလုံးဝမသုံးတော့ဘဲရေအားကိုအသုံးပြုပြီးတော့မောင်းနှင်တာပါဒီနေရာမှာပဲထူးခြားတဲ့အပြောင်းအလဲတစ်ခုစတင်လာခဲ့ပါတယ်အိမ်မှာပဲတနိုင်တစ်ပိုင်းလုံနေကြတဲ့အလုပ်သမားတွေဟာစက်ကြီးတွေရှိရာနေရာတနေရာထဲမှာစူပေါင်းလှုပ်လာကြတဲ့စက်ယုံစနစ် factory system ဆိုတာကြီးစတင်အသက်ဝင်လာခဲ့တာပါပဲဒါပေမဲ့ဒီနေရာမှာကန့်သက်ချက်တစ်ခုတော့ရှိနေပါသေးတယ်ဒီရေအားသုံးစက်ယုံတွေဟာရေစီးတန်တဲ့မြစ်တွေချောင်းတွေနားမှာပဲတိစောက်လို့ရပါတယ်ဆိုလိုတာကရေမရှိရင်စက်တွေလဲပတ်လို့မရပါဘူးဒီအခက်အခဲတွေကိုအောင်မြင်စွာဖြေရှင်းပြီးစက်မှုတော်လှန်ရေးကိုအရှိန်ဟုန်မြင့်တင်ပေးခဲ့သူကတော့ James Watt ပဲဖြစ်ပါတယ်သူဟာ Thomas Newcomen တီထွင်ခဲ့တဲ့အငွေ့ပြန်အင်ဂျင်ရဲ့အားနည်းချက်တွေကိုထိထိရောက်ရောက်ပြုပြင်မွမ်းမံနိုင်ခဲ့ပါတယ်မူလ Newcomen အင်ဂျင်မှာစလင်ဒါတစ်ခုတည်းကိုပဲအပူပေးလိုက်ရေဖြန်းပြီးတော့ပြန်အေးစေလိုက်လှုပ်ဆောင်ရတာကြောင့်စွမ်းအင်ရဲ့85%ဟာအပူဆုံးရှုံးမှုအဖြစ်နဲ့သာအလဟတ်ကုံဆုံးသွားလိမ့်ရှိပါတယ်ဂျိမ်းစ်ဝက်ကတော့ဒီပြဿနာကိုဖြေရှင်းဖို့စလင်ဒါကိုအမြဲပူနေစေပြီးရေနွေးမွေကိုတိကျအေးခံကန် separate condenser ထဲမှာပဲအေးစေတဲ့နီလန်တစ်ကိုတီထွင်နိုင်ခဲ့ပါတယ်ဒီတီထွင်မှုကြောင့်လောင်စာသုံးစွဲမှုကို80%ကျော်အထိရှော့ချနိုင်ခဲ့ပြီးအင်ဂျင်ရဲ့စွမ်းဆောင်ရည်ကိုတိတိတတာတိုးတက်လာစေခဲ့ပါတယ်ဒါအပြင်နောက်ထပ်အရေးကြီးတဲ့အလဲပြောင်းတစ်ခုကတော့စုံလည်လှုပ်ရှားမှုကိုပြောင်းလဲဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်အရင်ကအင်ဂျင်တွေဟာအပေါ်အောက်တုံ့ပြန်လှုပ်ရှားမှုတက်တာလှုပ်ဆောင်နိုင်ပြီးတော့ရေစုပ်ထုတ်တဲ့အလုပ်မျိုးမှာပဲသုံးလို့ရခဲ့တာပါဂျိမ်းစ်ဝက်ကဒီလိုအပေါ်အောက်လှုပ်ရှားမှုကိုစက်ဝိုင်းပုံစံလေပတ်လှုပ်ရှားမှုအဖြစ်ပြောင်းလဲပေးလိုက်နိုင်တာကြောင့်ရေနွေးမွေအင်ဂျင်တွေကိုရေစုပ်ဆက်အဆင့်တင်မကတော့ပါဘူးစက်ယုံတွေကစက်ရန်တရားတွေရထားတွေနဲ့တင်မောတွေမှာပါကြဲကြဲပြန့်ပြန့်အသုံးပြုနိုင်တဲ့ခစ်တစ်စက်မှုခစ်ကိုလမ်းခင်းပေးခဲ့ပါတယ်နောက်တစ်ခုကတော့ဒီခေတ်ရဲ့တင်ကေတပါပဲအဲ့ဒါကတော့မီးထားစနစ်ပါရေနွေးမွေအင်ဂျင်တက်မီးထားတွေပေါ်လာတော့အရင်ကရပ်ပေါင်းများစွာခီးနှင်ခဲ့ရတဲ့ခီးလန်းတွေကိုနိုင်ပိုင်းအတွင်းမှာရောက်နိုင်သွားပါတယ်1804ခုနှစ်မှာ Richard Trevithick ကပထမဆုံးမီးထားအင်ဂျင်ကိုစတင်တီထွင်နိုင်ခဲ့ပါတယ်နောက်ထပ်1829ခုနှစ်မှာတော့ George Stephenson က Rocket လို့ခေါ်တဲ့ပုံမကောင်းမွန်တဲ့မီးထားအင်ဂျင်ကိုထုတ်လုပ်နိုင်ခဲ့ပါတယ်ဒါဟာကုန်းလန်းတည်ယူပို့ဆောင်ရေးအတွက်တော့တကယ့်ကိုတော်လှန်ရေးတစ်ခုပါပဲကုန်းလန်းတင်မဟုတ်ပါဘူးရေလန်းမှာလည်းတိုးတက်မှုတွေရှိလာပါတယ်1809ခုနှစ်မှာ Robert Fulton ကရေနွေးငွေသုံးတင်မောကိုတီထွင်ပြီးတော့စီးပွားဖြစ်အသုံးပြုနိုင်ခဲ့ပါတယ်ဒါကြောင့်ရေစီးကြောင်းကိုစန့်ကျင်ပြီးကုန်ပစ္စည်းတွေကိုအလင်းမြန်တည်ယူလာနိုင်တယ်လို့မြို့နဲ့ကျေးလက်တို့ကြားကကုန်သွယ်မှုတွေကလည်းပိုပြီးတော့ကျယ်ပြန့်လာခဲ့ပါတယ်ဒါပေမဲ့ဒီလိုတိုးတက်မှုတွေရဲ့နောက်ွယ်မှာအခက်အခဲတွေလည်းရှိလာပါတယ်ကျေးလက်ကလူတွေအလောက်ကန်ရှာပြီးတော့မြို့ပေါ်ကိုအလုံးအရင်းနဲ့တက်လာကြတဲ့အခါမြို့တွေကလူနေထူထပ်ပြီးတော့အိမ်ယာရှားပါတာကျန်းမာရေးပြဿနာတွေဖြစ်လာပါတယ်အလုပ်ချိန်တွေကအရန်ရှိပါတယ်လစာကလည်းနဲတော့ကလေးငယ်တွေကိုပါအလုပ်လုပ်ခိုင်းတဲ့ပြဿနာတွေကအလွန်ဆိုးရွားလာခဲ့ပါတယ်ဒီအခြေအနေတွေကြောင့်ပဲနောက်ပိုင်းမှာလုံသမားအခွင့်အရေးလှုပ်ရှားမှုတွေစတင်ပေါ်ပေါက်လာရတာပါဒီလိုနဲ့ပထမဆုံးစက်မှုတော်လှန်ရေးဆိုတာလူသားတွေကိုလက်နဲ့လှုပ်တဲ့ခစ်ကနေစက်နဲ့လှုပ်တဲ့ခစ်ကိုပြောင်းလဲပေးလိုက်တဲ့တမိုင်းဝင်အဆင့်တစ်ခုပါပဲဒီကာလကို First Industrial Revolution လို့ခေါ်ပြီး Mechanization ဆိုတဲ့စက်မှုလုပ်ငန်းသုံးစက်ကိရိယာတွေနဲ့အစားထိုးခြင်းဟာဒီခေတ်ရဲ့အဓိကသင်္ကေတပဲဖြစ်ပါတယ်ချုပ်အားဖြင့်ပြောရရင်ရေနွေးမွေကစွမ်းအင်ဖြစ်ခဲ့တယ်ကြောင်မီးတွေကလောင်စာဖြစ်ခဲ့တယ်စက်ရန်တရားတွေကလူစွမ်းအားကိုအစားထိုးခဲ့တယ်ဒီအချက်၃ချက်နဲ့တင်လူသားတမိုင်းဟာလက်မှုခစ်ကနေစက်မှုခစ်တဲ့စီကို
အရှိန်အဟုန်နဲ့လှမ်းသက်သွားနိုင်ခဲ့တာပဲဖြစ်ပါတယ်ဒါကတော့ပထမဆုံးစက်မှုတော်လှန်ရေးရဲ့ဇလံအနှစ်ချုပ်ပါဒါပေမဲ့ဒါဟာအစပဲရှိပါသေးတယ်ရင်းနှီးမှုအင်ဂျင်တွေရဲ့ခစ်ကုံဆုံးပြီးတဲ့နောက်မှာတော့ကဘာကြီးကိုလျှက်စစ်မီးနဲ့အလင်းရောင်ပေးလိုက်မဲ့ပစ္စည်းတွေကိုအမြောက်အများထုတ်လုပ်နိုင်မဲ့ဒုတိယအဆင့်ကပိုပြီးစိတ်ဝင်စားဖို့ကောင်းလာပါမယ်လျှက်စစ်မီးနဲ့အတူခစ်တဲ့ရဲ့အရှိန်ဟုန်တွေဘလို့စတင်ခဲ့တယ်လဲဆိုတာကိုတော့နောက်ထပ်စက်မှုတော်လှန်ရေးအပိုင်းနှစ်မှာပြောပြပေးသွားပါမယ်ခင်ဗျအဲ့ဒီအပိုင်းကိုလက်မလွတ်ရအောင် channel လေးကို subscribe လုပ်ပြီးစောင့်မျှော်ကြည့်ရှုပေးကြပါအောင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်